ရူဘင်အမော်ရင်ကိုယာဒူးကဖြုတ်တင်သလားမန်နေဂျာကိုယာဒူးကဖြုတ်ဖို့အချိန်တန်ပြီလားဘောလုံးလောကမှာဒီမေးခွန်းထက်ပိုပြီးအထင်အမြင်ကွဲလွဲစေတာမရှိပါဘူးခုချိန်မှာတော့ဒီမုံတိုင်းကရူဘင်အမော်ရင်ကိုဝိုင်းရိုက်နေပါတယ်ဥရောပရဲ့နုနယ်တဲ့နီးပြတစ်ယောက်အဖြစ်သတ်မှတ်ခံထားရသူဟာအခုအခါမှာတော့ဝေဖန်မှုတွေနဲ့သူ့အသင်းကိုဦးဆောင်ဖို့တင်းတော်သူဟုတ်မဟုတ်ဆိုတဲ့တန်တရားတွေကိုရင်ဆိုင်နေရပါတယ်ဒါပေမဲ့တကယ်ပဲသူ့ကိုဖြုတ်တင်သလားငင်းခုန်စရာနှစ်ဖက်ကိုစဉ်းစားကြည့်အောင်တစ်ဖက်မှာကြည့်ရင်အမော်ရီကိုဖြုတ်တင်တယ်ဆိုတဲ့တစ်ချက်ကရှင်းပါတယ်ရလက်တွေကျဆင်းလာတယ်။ကစားဟန်တွေမှာတသက်မတ်ထဲမရှိတော့ဘူး။သူ့ဘောလုံးဒသနာရဲ့လက္ခဏာဖြစ်တဲ့ပြင်းထန်မှုတွေမေးမိန်လာတယ်။ပွဲကြီးတွေမှာသူ့နီးစနစ်ဟာချိန်ဖန်များစွာချိုးဖျက်ခံနေရတယ်။ကြိုတင်ခံမှန်းလို့ရတယ်။ပြင်ဆင်ရလွယ်ကူတယ်။ဝေဖန်သူတွေကအမော်ရင်ကိုတိုင်ဘက်တွေကအသာရနားလေသွားပြီလို့ဆိုကြတယ်။ဒီအပေါ်ကလပ်ကသူ့ပုံစံနဲ့ကိုက်ညီမဲ့ကစားသမားတွေအတွက်ငွေကြေးအမြောက်များရင်းနှီးမြှုပ်နှံခဲ့တာကိုထည့်သွင်းစဉ်းစားရင်ပြည်သက်တွေဟာသူတို့ဂရိပေးခံထားရတဲ့အောင်မြင်မှုဆိုတာမရသေးဘူးလို့ခံစားနေရတယ်။ဒီလိုအချိန်မှာပဲအမော်ရင်ရဲ့နောက်ဆုံးအင်တာဗျူးကဒီငင်းခုန်မှုကိုလောင်စာထည့်လိုက်တယ်လို့ဖြစ်သွားတယ်။သူကခိုင်ခိုင်မာမာရက်တည်ပြီးဒီလိုပြောခဲ့တယ်။ကျွန်တော်ရဲ့ဘောလုံးဒသနာကိုကျွန်တော်မပြောင်းဘူး။ကလပ်ကအပြောင်းလဲလိုချင်ရင်လူကိုပြောင်းရမယ်။ကြောက်စရာစကားပါပဲ။ဒါပေမဲ့ဒီစကားဟာနှစ်ဖက်စလုံးကိုထိခိုက်စေတယ်။တချို့အတွက်တော့ဒါဟာစိတ်သက်ပြင်းထန်မှုကိုပြတာပါ။သူ့စနစ်ကိုယုံကြည်တဲ့သူ့လက္ခဏာရက်ကိုစွန့်လွတ်ဖို့ညှင်းဆန်တဲ့နီးပြတယောက်ပေါ့။ဒါပေမဲ့တခြားသူတွေအတွက်ကြတော့ဒါဟာခေါင်းမာမှုပြောင်းလဲနိုင်မှုကအဓိကကျတဲ့ခစ်တစ်ဘောလုံးမှာလိုက်လျောညီတွေမရှိဘဲညင်းပယ်တာလို့ထင်ရပါတယ်။ဒါကြောင့်မို့လို့တချို့ကအပြောင်းလဲလုပ်ဖို့လိုအပ်တယ်လို့ညင်းခုန်ကြတာပါဒီခေတ်ကစားဟန်မှာနိုင်ပွဲတွေရပ်တန့်သွားရင်အမြန်ဆုံးပြုပြင်လှုပ်ဆောင်နိုင်တဲ့ကလပ်တွေဟာသူတို့ရဲ့ဘောလုံးရာသီကိုကယ်တင်နိုင်ကြတယ်အဝတ်လဲကန်းတွေကိုအတန်အသစ်တစ်ခုဝင်ရောက်လာရင်စိတ်သက်တွေမြင့်တက်စေနိုင်တယ်အိုင်ဒီယာအသစ်တွေယူဆောင်လာနိုင်တယ်ချက်ချင်းရလက်ကောင်းတွေဖြစ်ထွန်းစေနိုင်တယ်အမော်ရင်ကမပြောင်းလဲနိုင်ဘူးဆိုရင်ညီပြအသစ်ကနေတဆင့်ပြောင်းလဲမှုစီကိုရောက်ဖို့လိုကောင်းလိုလာမယ်ဒါပေမဲ့အမော်ရင်ကိုမဖြုတ်သင့်ဘူးဆိုတဲ့အချက်ကိုလည်းစမ်းစစ်ကြည့်အောင်ခေတ်သစ်ဘောလုံးကညှတောင်မှုမရှိပါဘူးမန်နေဂျာတွေကိုရားလက်ဆိုးအနေငယ်ကြုံရတိုင်းအမြဲစီရင်ခံရလေးရှိပါတယ်။သူတို့ရဲ့အောင်မြင်မှုတွေကိုမေးပြောက်သွားတတ်ကြတယ်။အမော်ရီမှာတက်သေးပြပြီးသားအရေးအချင်းတွေရှိပါတယ်။နီးဗျူဟာအရထက်မြက်တယ်။လူငယ်ကစားသမားတွေကိုဖွင့်ပြအောင်လုပ်ပေးနိုင်တယ်။သူအသင်းကိုရှင်းလင်းတဲ့ကစားဟန်တစ်မျိုးပေးနိုင်ခဲ့တယ်။ Sporting Lisbon မှာပြောတာပါ။ဒါတွေကအစားထိုးဖို့မလွယ်ကူပါဘူး။မန်နေဂျာကိုအလင်းစလိုဖြုတ်လိုက်တဲ့ကလပ်ဟာတည်ငြိမ်မှုကိုဆုံးရှုံးနိုင်ခြင်းရှိပြီးဒါနဲ့အတူသူတို့တီဆောက်နေတဲ့ရေရှည်လက္ခဏာရက်ကိုပါဆုံးရှုံးနိုင်တယ်။ဖြစ်နိုင်တာကအမော်ရီရဲ့ထုတ်ပြန်ချက်ဟာခေါင်းမာမှုမဟုတ်ပဲစိတ်သက်ပြင်းထန်နေတာလည်းဖြစ်နိုင်တယ်။သူပြောတာကဒါကကျွန်တော်ပါရေတိုအကျိုးအမြတ်အတွက်ကျွန်တော်ရဲ့ဘောလုံးတသနာကိုစွန့်လွတ်မှာမဟုတ်ပါဘူးဆိုတာပါပဲ။တချို့ပရိသတ်တွေကဒါကိုလေးစားကြတယ်။နောက်ဆုံးအနေနဲ့ကြည့်ရင်Pep Guardiolaတို့ယာဂန်ကလော့ပ်တို့တော့အခက်အခဲတွေ့ခဲ့ဘူးကြတယ်။ဒါပေမဲ့သူတို့ရဲ့ကလပ်တွေကသူတို့နဲ့အတူရပ်တည်ပေးခဲ့ကြတယ်။ဒီတီးခံမှုကစုတစိမ့်တွေကိုယူဆောင်ပေးနိုင်ခဲ့တာပါ။တကယ်မေကွန်ကအဝတ်လဲကန်းတွေကကစားသမားတွေဟာယုံကြည်နေသေးလားဆိုတာပါပဲ။ကစားသမားတွေကအမော်ရင်ကိုလေးစားတယ်။စနစ်ကိုယုံကြည်တယ်ဆိုရင်အမော်ရင်ဘက်ခိုင်ခိုင်မာမာရပ်တည်တာဟာပိုပြီးတော်တဲ့ရွေးချယ်မှုဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့သူဟာအသင်းကိုလမ်းပြောက်ဆုံးသွားခဲ့ပြီဆိုရင်ရွေးချယ်စရာမရှိပါဘူး။အင်တာဗျူးတွေကသူပြောခဲ့တဲ့စကားတွေကြောင့်အပြောင်းလဲကတော့မလွဲမသွေဖြစ်လာမှာပါပဲ။ဒါဆိုရူဘင်အမော်ရင်ကိုယာဒူးကဖြုတ်တင်သလား။တစ်ဖက်မှာကြည့်ရင်ဖြုတ်တင်တယ်။သူ့ရဲ့ဒသနာဟာရိုးရှင်းတယ်။ရလက်တွေကမျောလင်းချက်တွေနဲ့မကိုက်ညီဘူး။သူ့ကိုယ်ပိုင်စကားတွေကလည်းသူဟာလိုက်လျောညီတွေသူရှိမှမဟုတ်ဘူးလို့ညွှန်းနေတယ်။နောက်တစ်ဖက်မှာကြည့်ရင်ဖြုတ်တင်မှုတည်ငြိမ်မှုလက္ခဏာရဲ့ရေရှည်စီမံကိန်းတွေကတီးခတ်မှုဘက်ကရက်တည်နေတယ်။အဖြစ်ဟာအမော်ရင်ကိုရိုင်းချက်ကလေးရဲ့ရည်မှန်းချက်ပေါ်မှာပို့ပြီးမူတည်နေနိုင်ပါတယ်။အောင်မြင်မှုရတဲ့ကိုဘလောက်ဈေးနှုန်းနဲ့ပဲပေးလိုချင်သလား။ဒါမှမဟုတ်ရေတိုရှုံးနေမှုကိုခံစားပြီးရေရှည်မြင်ကွင်းချက်ကိုယုံကြည်သလားကလပ်ကဆုံးဖြတ်ပါလိမ့်မယ်။ဒေတာတာတစ်ခုကဒီအင်တာဗျူးဒီစကားလုံးတွေအပြောင်းလဲကိုလိုချင်ရင်လူကိုပြောင်းရမယ်ဆိုတာဟာအလဲအပြောင်းတစ်ခုဖြစ်သွားနိုင်တယ်။ဘုံအဖွဲ့ကသူ့ရဲ့ခေါင်းမာတဲ့ယုံကြည်ချက်ကိုအားပေးပြီးမှုန်တိုင်းကိုကြော်ဖြတ်ဖို့ဆုံးဖြတ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်သူ့စကားကိုယူပြီးလူကိုပြောင်းလိုက်တာပဲဖြစ်ဖြစ်ပေါ့။